င်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်လော်ဘီတွေကမိုးပြဲကိုထိန်းချုပ်လိုက်ပြီလို့ပြောနေပေမဲ့မိုးပြဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်အေယာဝတီတိုင်းမှာAAနဲ့တော်လန်ရေးတပ်တွေဝင်ရောက်လာတာကိုတားဆီးဖို့ဝင်းကြီးချုပ်တင်မောင်ဝင်းနဲ့စစ်တိုင်းမှုစိုးကျော်ထက်တို့ကအရေးပေါ်ရေဒီယာခြေနေတဲ့သတင်းအပါအဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အကြမ်းဖက်စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ကြေညာထားပေမဲ့လည်းမိုးပြဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကနေအိမ်တွေကိုမီးရှို့တာတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်ကရင်ပြည်နယ်ရှမ်းပြည်နယ်ရဲ့ဆက်ဖဲခုံမြို့နယ်မိုးပြဲမြို့ကိုစစ်ကောင်စီတပ်ကထိန်းချုပ်ပြီးတဲ့နောက်ပြည်သူနေအိမ်အလုံး20ကျော်ကိုမီးရှို့ထားပြီးမိုးပြဲမြို့ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်ဇွန်လ9ရက်နေ့ကမိုးပြဲမြို့ရဲ့တောင်ဘက်အစွန်ဆုံးမွေတော်ဖျားရှိတဲ့မြို့မရက်ကွက်နဲ့ဇွန်လ6ရက်နေ့ကမိုးပြဲမြို့အရှိတ်ဘက်အစွန်ဆုံးရက်ကွက်ဖြစ်တဲ့ညာဝိုင်းရက်ကွက်ကိုလည်းစစ်ကောင်စီတပ်ကထိန်းချုပ်ပြီးတဲ့နောက်မိုးပြဲမြို့တစ်ခုလုံးကိုထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကကြေညာလာပါတယ်။ကေစစ်ရေးချုပ်ဗိုလ်မှူးကြီးဖုံးနိုင်ပြောတာကတော့ထိန်းချုပ်ပြီလို့ပြောတာဟာစစ်လော်ဘီတွေပဲဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့တွေကယာယီစုပ်တဲ့သဘောမျိုးဖြစ်တယ်လို့လာတိုက်တဲ့အဖွဲ့တွေဟာစစ်ကောင်စီတပ်တွေမဟုတ်ပဲ PNO ကအောက်ခန်းထိလူတွေဖြစ်တယ်လို့ပြောပါတယ်။သူတို့ဘလောက်ထိထိန်းနိုင်မလဲကောင်းကောင်းထိန်းထားဆိုပြီးစစ်ကောင်စီတပ်တွေကိုဗိုလ်မှူးကြီးဖုံးနိုင်ကတတိပေးပြောဆိုလိုက်ပါတယ်။မိုးပြဲမြို့ကိုတိုက်ခိုက်ရာမှာစစ်ကောင်စီတပ်ဖွဲ့နဲ့အတူ PNO ပြည်သူစစ်သားအင်အားကိုအများအပြားအသုံးပြုထားတဲ့အပြင် drone လေကြောင်းလက်နက်ကြီးအလုံးအင်းနဲ့ထိုးစစ်ဆင်မှုတွေကြောင့်တော်လန်ရေးတပ်တွေကယာယီဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်လို့သိရပါတယ်ရှင်။အေယာဝတီတိုင်းမှာ AA နဲ့တော်လန်ရေးတပ်တွေဝင်ရောက်လာတာကိုတားဆီးဖို့ဝင်းကြီးချုပ်တင်မောင်ဝင်းနဲ့စစ်တိုင်းမှုစိုးကျော်ထက်တို့ကပသိမ်မြို့ပေါ်မှာရှိတဲ့ဖျားတွေမှာအရေးပေါ်ရေဒီယာခြေတာတွေလှုပ်ဆောင်နေတယ်လို့စစ်ဖက်သတင်းရင်းမြစ်နဲ့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။အေယာဝတီတိုင်းမှာနယ်မြေတွေလက်လွတ်မဆုံးရှုံးစေဖို့နဲ့တော်လန်ရေးတပ်တွေဝင်ရောက်လာတာကိုတားဆီးနိုင်ဖို့အတွက်ဗီဒီရေဒီယာ